ကျမပြောအောင်မယ်ရန်တွေ့တာနောက်မှပြောတော့မယ်ဒီနေ့ကစုံလာပြည့်နေဆိုတော့ကျမဒီဝိုင်းဆက်လေးပေါ့နော်ဒီဝိုင်းဆက်ဒီ project လိုချင်တဲ့ပထမကလိုချင်တဲ့ customer တွေမရအောင်နော်အခုရမယ်နော်ဝိုင်းဆက်တစ်စုံမှ1000ခွဲနဲ့နော်ဒီနေ့တစ်နေ့ပဲရမယ်လက်ဦးမှရမယ်လက်မဦးရင်မရဘူးကျမ2ခင်းလောက်ကြာရင်ရနိုင်တဲ့ကာလာလေးတွေရယ်ရနိုင်တဲ့အစင်လေးတွေကိုကျမပြပေးမယ်နော်ကျမဘိုးတဲ့ပုံစံမျိုးပဲနော်ဒီတောင်နဲ့ဒီ design ပဲနော်အကုန်လုံး project လုံးဝကောင်းလေးနော်ကျမတို့ပြီးတော့ copy ခံကြမလို့အတွင်းဟိုဖြစ်ပါပြီးသားပဲနော်ဆိုတဲ့ခါကျတော့ပြီးရင်ကျမဆိုင်မဲဖောက်မလို့ပဲလောလောဆယ်ဒီမှာလောလောဆယ်ဒါရင်းဆုံးပေးလိုက်ပြီနောက်နေ့ကင်းမှလည်းမဲဖောက်ဝင်မယ်အထည်တဲ့လက်ဆောင်ပေးမယ်ဟိုပြောမှဆိုရင်အိမ်အနေနဲ့မဲဖောက်ပေးမယ်နော်ဒီနေ့ဗီဒီယိုတွေတခုမှလက်လွတ်လို့မရဘူးဆိုတော့နောက်အဲ့ဒါပြီးသွားပြီဆိုတော့ဒီနေ့ customer တွေနော်ကျမပစ္စည်းတွေကအကုန်လုံးကျမကအကုန်လုံးအစင်းသင်းဖြစ်နေပြီနော်ဒါမှမဘာဖြစ်လဲဆိုတော့ကျမတို့ဒီ Ryan ပေါ့နော် Ryan ဇုတ် Ryan ပဲ့နော်ကျမတို့ဒီမှာကျမတို့တို့နဲ့စာချုပ်ထားတဲ့အခါကျတော့ဒီလိုဘောင်းချာလေးတွေပါမှကျမတို့က customer တွေကိုပေးလို့ရတယ်ရှင်ဆိုတဲ့အခါကျတော့ဒီဘောင်းချာတွေကျမဆိုင်ရဒီလိုဘောင်းချာတွေကပ်ပြီးပြီမဲ့လေတို့ရဲ့ဟဲ့ဒီဘောင်းချာစုပ်ဘောင်းချာပဲ့လာမဖို့သေးတဲ့အခါကျတော့တချို့နေ customer လေးကြီးကြာနေတာကျမအညွန့်ညွန့်တောင်းပန်ပါတယ်ကျမရဲ့အနေငယ်ပဲစောင့်ပေးပါနော်ငွေကြိုလဲထားတဲ့ customer တွေလည်းလုံးဝစိတ်ဘူးကြမလို့ပါဘူးရှူလို့လဲထားတဲ့ဖုန်းနံပါတ်ကကျမရဲ့ဒီကေဘေးနံပါတ်က439236681ကေတူဝင်းနာမည်တစ်လုံးနဲ့ဝယ်လွှဲထားတယ်ဆိုဘာမှစိတ်ပူစရာအကြောင်းမရှိပါဘူးကျမရဲ့customer တွေအကုန်လုံးကျမတောင်းယူပါတယ်နော်ပြီးရင်စိုက်ဖုန်းလေးကကြတော့8990 8393အဲ့ဒါလေးလည်းမမေ့ပါနဲ့နော်အဲ့ဒါလေးလည်းမမားပါနဲ့အခုကကျမနာမည်နဲ့အကောင့်တူတွေအရန်ပေါ်ပါတယ်ကျမနာမည်နဲ့လည်း like လိမ့်နေတဲ့သူတွေအရန်ပေါ်ပါတယ်အဲ့ဒီကိစ္စတွေဖြစ်လာရင်ကျမမဟုတ်ဘဲနဲ့ဖြစ်တဲ့အတွက်ကျမဘာမှတောင်းယူပါဘူးဒါလေးတွေလည်းသိစေချင်ပါတယ်နော်ဆိုတဲ့အခါကျတော့အဲ့ဒါလေးတွေတတိထားပြီးပါဘာဖြစ်ဆိုလူလိန်တွေကတွေ့တော့အသိတုံကျုံမှာကျိုးပြောထားတာလာပြင်းနေနေမှာလူလိန်တွေတွေ့တော့အတုံကျုံမှာဘာဖြစ်ဆိုတော့လေသိရမလားဒီခေတ်ဒီခါလာမှာဘယ်သူမှအဆင်ပြေနေကြတာမဟုတ်ဘူးနော်အားလုံးကကျုံးစားရုံးကန်နေရတာဆိုတဲ့အခါကျတော့အဲ့လိုမျိုးဒါပေမဲ့လေလိန်တဲ့သူကလိန်နေပြီဆိုတော့လေတတိထားမယ်လူကတတိထားပေါ့နော်ဒါလေးကိုကျမကတတိပေးခြင်းဖြစ်ပါတယ်နော်ဆိုတဲ့အခါကျတော့ဒီနေ့ရှော့သေးအများကြီးလာမယ်ပြီးရင်ဟိုနေ့ကမရလိုက်တဲ့အမတွေ2 body fill လေးတွေပေါ့နော်ကျွန်မဝတ်ပြတဲ့ဟာလေးတွေမရတဲ့မမတွေဒီညနေမဟုတ်ဘူးမနေ့ဖန်ရမယ်နော်အဲ့ဒါလေအကြောင်း order လာတင်လို့ရပါပြီနော် order လာတင်လို့ရပါပြီအဲ့ဒါကျွန်မရောက်တယ်ဆိုပေါင်းကြတစ်ခါတည်းနှံ့ဖြတ်မှာ order ရင်တင်ထားတဲ့လူရမယ်ပေါ့နော်ကျန်တဲ့ PC ကတော့ကျွန်မဗီဒီယိုတင်တဲ့အခါရင်တွေ့တဲ့လူတွေရမယ်ပေါ့နော်အဲ့ဒါ